ဆိုင်ကယ်ကယ်ရီဆွဲဖို့အိမ်ကနေထွက်သွားပြီးညနေမှာဖုံးလုံးဝမကင်တော့တဲ့ခင်မုန်းကိုစက်တိုက်ခေါ်ရင်းဖုံးကိုကောက်ရသူကလာကင်ချိန်မှဖုံးကောက်ရသည့်အနီးနားမှာလိုက်ရှာရင်းဆိုင်ကယ်လူပြီးအသက်ခံထားရကြောင်းသိလိုက်ရတဲ့ဇနီးဖြစ်သူဇူလိုင်လ1 ရက်နေ့ညနေမှာမော်လမြိုင်မြို့ရှိဆိုင်ကယ်ကယ်ရီသမားတဦးဖြစ်သူဦးအောင်ဟိန်းဦး48နှစ်ဟာဆိုင်ကယ်ကယ်ရီမောင်းဖို့အိမ်ကနေထွက်ခွာသွားခဲ့ပြီးဖုံးလုံးဝခေါ်မရပဲဖုံးမကင်တော်ဘူးလို့သိရပါတယ်။ဒါကြောင့်ဇနီးဖြစ်သူကတညာလုံးဖုံးခေါ်နေခဲ့ပေမဲ့ဖုံးဝင်ပြီးမကင်တာကြောင့်စိတ်ပူနေခဲ့ပါတယ်။ဇူလိုင်လ2 ရက်နေ့မနက်အစော6 နာရီဝန်းကျင်မှာတော့မော်လမြိုင်မြို့တောင်ရိုးတန်း view point အနီးမှာလမ်းပြုပြင်မှုပြုလုပ်နေသူတဦးကဦးအောင်ဟိန်းဦးရဲ့ဖုန်းကိုကောက်ရခဲ့ပါတယ်။သူကပရာဟိတအသင်းတာဝန်ရှိသူထံဖုန်းဆက်ပြီးဒီနေရာမှာဖုန်းတစ်လုံးတွေ့ကြောင်းပြောလို့အဆိုပါပရာဟိတသမားကချက်ချင်းသွားကြည့်တဲ့အခါအဆိုပါနေရာမှာဖုန်းပိုင်ရှင်ရဲ့ဇနီးဆိုသူကလည်းရောက်နေပါပြီ။ပရာဟိတအကိုစီဖုန်းဆက်ပြီးမကြာမီစိတ်ပူပြီးဖုန်းဆက်လာတဲ့ဇနီးဖြစ်သူရဲ့ဖုန်းဝင်လာတာကြောင့်ကောက်ရသူကဖုန်းကင်ပြီးနေရာပြောပြလို့ချက်ချင်းရောက်လာတာလို့သိရပါတယ်။သူမကခင်မုန်းဖြစ်သူဟာဇူလိုင်လ1 ရက်နေ့ညနေကလေးကအိမ်ကထွက်သွားပြီးဖုန်းမကင်တော့တာဖြစ်ကြောင်းသူမမင်းများစုံစမ်းကြည့်ရသလောက်ဇူလိုင်လ1 ရက်နေ့ည8 နာရီခွဲအချိန်ခန့်မှာပလဲဗျူဟိုတယ်အနီးမှာခီးသည်တင်ဆောင်ပြီးထွက်ခွာသွားတာတွေ့ရကြောင်းပြောပြလာပါတယ်။ဖုန်းကောက်ရတဲ့အနီးနားတစ်ဝိုက်ရှာဖွေကြည့်တဲ့အခါစွတ်ကြောင်းတစ်ခုတွေ့ရလို့တာဝန်ရှိသူတွေကိုပါအကြောင်းကြားပြီးစွတ်ကြောင်းအတိုင်းလိုက်လံရှာဖွေရာဦးအောင်ဟိန်းဦးအမည်ပါရင်မောင်းလိုင်စင်အနီးတစ်ခုကိုတွေ့ရှိခဲ့ကြောင်းထို့နောက်ဆက်လက်ရှာဖွေရင်းတိုးသွင်းဒဏ်ရာတွေနဲ့မှောက်လျက်သေဆုံးနေတဲ့အမျိုးသားတဦးရဲ့အလောင်းကိုရှို့အတွင်းခြုံတွေရဲ့အောက်မှာတွေ့ရှိရကြောင်းသိရပါတယ်။အမျိုးသမီးကသေဆုံးသူမှာသူမရဲ့ခင်မွန်းဦးအောင်ဟိန်းဦးဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးဆိုင်ကယ်ကတော့ပျောက်ဆုံးနေခဲ့ပါတယ်။တာဝန်ရှိသူတွေရဲ့အဆိုအရဆိုင်ကယ်ကယ်ရီငှားစီးပြီးနောက်ကနေလယ်ပင်ကိုထိုးလိုက်ပုံရတယ်လို့ကောက်ချက်ချကြပါတယ်။လက်ရှိအချိန်ထိတော့ဦးအောင်ဟိန်းဦးရဲ့ဆိုင်ကယ်ကိုလှုပ်ပြီးတက်ခဲ့ကြသူတွေကိုမမိသေးပဲအမှုဖွင့်ထားတယ်လို့ဆိုပါတယ်။ဦးအောင်ဟိန်းဦးဟာစိတ်ရင်းကောင်းဖော်ရည်သူဖြစ်ပြီးသူသေဆုံးချိန်မှာသားလေး2 ဦးကျန်ရှိခဲ့တယ်လို့သိရပါတယ်။ကျိုးလွန်သူတွေကိုအများဆုံးဖော်ထုတ်အရေးယူနိုင်ဖို့မျှော်လင့်ရင်းကြံရစ်ခဲ့တဲ့မိသားစုဇနီးနဲ့သားငယ်2 ဦးတွေ့လဲအင်မတန်ဝမ်းနည်းစရာဖြစ်ရတစ်ခုအဖြစ်ကြံရစ်ခဲ့ပါတယ်။